ဒီနေ့မြန်မာနိုင်ငံရဲ့ရွှေအပိတ်ဈေးကတော့89သိန်း9000ဖြစ်ပါတယ်ခွန်3လုံးဖြစ်ပါတယ်15ပိတ်ဈေးကတော့80နဲ့မှာ3သိန်း9000ဖြစ်ပါတယ်ဗျဒါကတော့ဒီနေ့မြန်မာနိုင်ငံရဲ့ရွှေအပိတ်ဈေးဖြစ်ပါတယ်တိတိတသာဈေးတက်လာတာကိုတွေ့ရလိမ့်မယ်ကဲတော့အခုကျွန်တော်ပြောပြမယ့်ဗီဒီယိုထဲမှာလည်းဗီဒီယိုရဲ့အဆုံးပိုင်းနောက်လောက်မှာရွှေဈေးတက်မလားကျမလားဆိုတဲ့ခံမှန်းချက်လေးတွေပါပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်လူချင်းမင်းတို့ကိုမြင်တာရခံချင်ပါတယ်အဲ့တော့အခုကျွန်တော်ကတော့ဗီဒီယိုကိုစပြီးမှပြောတဲ့အချိန်မှာတော့ကမ္ဘာရွှေနဲ့စပြီးမှပြောမှာပေါ့နော်အဲ့တော့ကမ္ဘာရွှေကတော့ကျွန်တော်မနေ့တုန်းကခံမှန်းခဲ့တာဆိုရင်ဈေးတက်မယ်လို့ခံမှန်းခဲ့တယ်ဒါကျွန်တော်မနေ့ကပြထားတဲ့ပုံစံအတိုင်းလေးပေါ့နော်အဲ့တော့အဲ့ဒီတိုင်းပဲဈေးတက်သွားခဲ့တယ်ကျွန်တော်မှန်းထားတဲ့3380အထက်ကိုတော့ကျော်ပြီးတော့မှ3390လောက်ထိကိုဈေးတက်သွားခဲ့တယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့သုံးသပ်ချက်ဖြစ်ပါတယ်အဲ့တော့ကမ္ဘာရွှေဈေးကကျွန်တော်အတက်ဘက်ကိုဆက်ပြီးတော့မှအားတာနေလားဆိုရင်ဒီနေ့မှာတော့နည်းနည်းလေးပြန်ပြီးတော့မှကျလာတာကိုတွေ့ရတယ်အခုဈေးကတော့3350ခွန်ပေါ့နော်ဒီမှာအစိမ်းရောင်တွေနဲ့ပြပေးထားတယ်ကဲဒါဆိုရင်ဒီနေ့အတွက်ဘယ်လိုတွေဆက်ပြီးတော့မှဖြစ်လာနိုင်လဲဆိုတဲ့သုံးသပ်ချက်လေးကိုကြည့်လိုက်ရအောင်ကဲတော့ဒီနေ့အတွက်ကတော့ကျွန်တော်တို့ရွှေဈေးအနေနဲ့ကကမ္ဘာရွှေဈေးပေါ့နော်3350ခွန်မှာရှိနေတဲ့ဈေးကတော့နည်းနည်းလေးကျွန်တော်တို့အကြဘက်ကိုပြန်လာတယ်ဆိုရင်ပဲလေ3350ခွန်ရဲ့အောက်ကိုဈေးရောက်မှသာလျှင်ဆက်ပြီးတော့မှကြာအားတာနိုင်တယ်ကျွန်တော်ထင်တော့ဒီနေ့ညတော့ဆက်ပြီးတော့မှကြာဖို့တိတ်တော့မဖြစ်နိုင်ဘူးကျွန်တော်ကတော့ဒီနေရာမှာပွင့်လင်းပြောရမယ်ဆိုရင်ကမ္ဘာရွှေကိုအဝယ်ကြိုက်တယ်ဝယ်ပါ3390ရောက်ပြီဆိုရင်ပြန်ပြီးတော့မှအမြင့်ပိုင်းတင်ပါတယ်ရောင်းမဲ့သူတွေအနေနဲ့ကတော့ညပိုင်း8နာရီလောက်ထိစောင့်ကြည့်ပေးပါညပိုင်း8နာရီရောက်လို့မှဈေးက3350ခွန်ရဲ့အောက်မှာရောက်နေပြီဆိုရင်လိုက်ရောက်မှ3323ထိဈေးဆက်ပြီးတော့မှကျပါလိမ့်မယ်အဲ့တော့မြန်မာရွှေနဲ့ပြန်ပြီးတော့မှချိန်ကိုက်ပြီးပြောရမယ်ဆိုရင်မနေ့ပြန်အတွက်ကတော့ကျွန်တော်မြန်မာရွှေဈေးဒီကမ္ဘာရွှေဈေးအကယ်၍3350ခွန်အထက်မှာဈေးရှိနေရဆိုရင်86သိန်းအောက်ကိုရောက်ဖို့တိတ်မသေးကြဘူးအကယ်၍3350ခွန်အောက်မှာရောက်နေမယ်ဆိုရင်တော့86သိန်းအောက်ကိုပြန်ရောက်ဖို့အတွက်အခွင့်အရေးလေးရှိနေပါသေးတယ်ကျွန်တော်ရဲ့အမြင်အရဆိုရင်တော့လက်ရှိကမ္ဘာရွှေဈေးသည်အထက်ဘက်ကိုပဲထပ်ပြီးတော့မှဥတီနေတာဖြစ်တာကြောင့်မလို့ကျွန်တော်ကတော့ဈေးတက်မယ်လို့မြင်တယ်ဝယ်ဖို့တက်ပို့ပြီးတော့မှအားပေးပါတယ်ဗျအကယ်၍လူကြီးမင်းတို့အနေနဲ့ကမ္ဘာရွှေအကောင့်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဖွင့်ချင်တယ်ဆိုရင်ကျွန်တော်စီမှာအကောင့်ဖွင့်လို့ရပါတယ်အကောင့်ဖွင့်တဲ့ချိန်မှာဒေါ်လာ100နေစပြီးတော့မှဖွင့်လို့ရတယ်အကောင့်ဖွင့်တဲ့ချိန်မှာလည်း 100% bonus ထပ်ပြီးတော့မှရအောင်မှာဆိုတော့100အကောင့်ဖွင့်ရင်နောက်ထပ် bonus ဒေါ်လာ100ထပ်ပြီးတော့မှရပါမယ်ဒေါ်လာ1000အကောင့်ဖွင့်တယ်ဆိုရင်နောက်ထပ်ဒေါ်လာ1000ထပ်ပြီးတော့မှ bonus ရမှာဖြစ်ပါတယ်ဒါအပြင်ကိုယ်တိုင်အယောင်းဝယ်မလုပ်တတ်လို့ဆိုပြီးတော့မှဒီလုပ်ငန်းကိုလုပ်ချင်တယ်ဆိုရင်လည်းအဆင်ပြေပါတယ်ကိုယ်တိုင်အယောင်းဝယ်မလုပ်ချင်ဘူးဆိုရင် trade agent အပ်လို့ရပါတယ် agent အပ်လိုက်ပြီဆိုရင် trade agent အနေပြီးတော့မှကိုတို့အတွက်အယောင်းဝယ်လုပ်ပေးမယ်အဲ့ဒီကနေပြီးတော့မှတစ်ဆင့်အမြတ်% တစ်ခုကိုပြန်ပြီးတော့မှခွဲပြီးမှဖြစ်ပါတယ်ဒီຢာတွေကိုအသေးစိတ်သိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ messenger သို့မဟုတ် telegram မှာလာပြီးတော့မှအသေးစိတ်စုံစမ်းပေးနိုင်ပါတယ်နောက်ရက်ဒီမှာပြန်လည်ပြီးတော့မှဆုံတွေ့ရအောင်